တနေ့မှာလယ်သမားကိုပီကောက်ဖိုက်ဟာစိတ်မပျော်မရွှင်နဲ့သူ့ရဲ့လယ်ကွင်းထဲကိုထွက်လာခဲ့တယ်။ဘာလို့လဲဆိုတော့နွေရာသီရောက်နေပြီဖြစ်ပေမဲ့သူ့ရဲ့လယ်ကွင်းကဘာကောက်ပဲတီးနှံမှမထွက်ရသေးလို့ပါပဲ။အိုးငါလယ်ကွင်းကဒီနေ့လဲဘာတီးနှံမှထွက်မလာသေးပါလား။အခုငါဘာဆက်လုပ်ရပါမလဲ။တကယ်လို့ငါသာဘုရင်ကြီးရဲ့နိုင်ငံတော်စီတီးနှံတွေသွားမပေးသွင်းနိုင်ရင်ဒုက္ခရောက်တော့မှာပဲလို့ညှိတွဲနေမိတယ်။တနေ့မှာတော့ကိုပီဟာတီးနှံမဖြစ်ထွန်းတဲ့သူ့ရဲ့လယ်ကွင်းကိုတူးဆွရတာစိတ်ပြက်လာပြီးလက်လျှော့ဖို့ပြင်နေတော့သူ့ရဲ့ကော်ပြားကမာကျောတဲ့အရာတစ်ခုကိုတွားရိုက်မိပါတော့တယ်ဟင်ဒါကဘာပါလိမ့်တူးဆက်ပြီးတူးကြည့်လိုက်တဲ့အခါအိုးတစ်လုံးဖြစ်နေတာကိုတွေးလိုက်ရတယ်ငါလယ်ကွင်းထဲမှာအိုးတစ်လုံးကဘာလာလုံနေတာလဲပြီးတော့အတွင်းထဲမှာလည်းဘာမှမရှိပဲအလွတ်ကြီးကိုပီဟာအမောခံပြီးအပင်ပန်းခံတူးခဲ့ရပေမဲ့ဘာကျိုးမျက်မှမရတဲ့အတွက်အလွန်စိတ်ပြက်သွားတယ်သူဟာသူ့ရဲ့ပေါက်တူးကိုအဲ့ဒီအိုးထဲပစ်ထည့်ထားခဲ့ပြီးတစ်ပင်တစ်ပင်အောက်မှာတွားရောက်နားနေလိုက်တယ်ခဏကြာလို့အိမ်ပြန်ဖို့အတွက်ပေါက်တူးကိုတွားယူတဲ့အခါမှာတော့အိုးထဲမှာပေါက်တူးအလက်ပေါင်း100ကျော်ထပ်တိုးနေတာကိုအံ့ဩဖွယ်တွေးလိုက်ရပါတော့တယ်။ဘာလဲဒါကဘလို့ဖြစ်နိုင်မှာလဲငါမှပေါက်တူးတစ်လက်ပဲရှိခဲ့တာလေကိုပီကပေါက်တူးတွေနဲ့ပြည့်နေတဲ့အိုးကိုတွန်းချလိုက်ပြီးဒီတခါတော့သူ့ရဲ့ကော်ပြားကိုအိုးထဲထည့်ကြည့်ပြန်တယ်ဒါပေမဲ့ဘာဖြစ်သွားလဲသိလားချက်ချင်းဆိုသလိုပဲအိုးထဲမှာနောက်ထပ်ကော်ပြားအလက်ပေါင်း100ပေါ်လာပြန်တယ်ဒါမှမဟုတ်ဒီအိုးကပင်စလက်အိုးဖြစ်နေတာလားဘသူကထင်ထားမှလဲကိုပီဟာအံ့ဩလွန်းလို့ရင်တွေလဲတုံလုံးချောက်ချသွားခဲ့တယ်သူဟာအဲ့ဒီအိုးကိုသူ့အိမ်စီတမ်းမတ်အောင်ယူဆောင်လာခဲ့တယ်ပြီးတော့စိတ်လှုပ်ရှားစွာနဲ့ကြက်ဥတစ်လုံးကိုအိုးထဲထည့်ပြီးထားလိုက်တယ်မကြခင်မှာပဲအိုးထဲကနေကြက်ဥတွေရှန်ထွက်လာပါတော့တယ်ဟာငါမျက်စိတောင်ငါမယုံနိုင်တော့ဘူးအဲ့ဒီနောက်မှာတော့သူဟာပန်းသီးနဲ့ပေါင်မုံတွေကိုအိုးထဲထည့်ကြည့်ပြန်တယ်ပစ္စလက်အိုးကြီးကကိုပီကိုပန်းသီးနဲ့ပေါင်မုံရာနဲ့ချီပြီးပြန်ပွားပေးခဲ့တယ်အခုဆိုငါဒီတီးနှံမထွက်တဲ့လယ်ကွင်းကြီးကိုလုံနေစရာမလိုတော့ဘူးဒီတိုးပွားလာတဲ့ကုန်ပစ္စည်းတွေကိုနိုင်ငံတော်ဈေးကွက်မှာတွားရောင်းလို့ရပြီလို့သူတွေးမိတယ်နေ့တိုင်းကိုပီဟာပစ္စလက်အိုးကနေတိုးပွားလာတဲ့ကုန်ပစ္စည်းတွေကိုနိုင်ငံတော်စီယူဆောင်သွားပြီးနေ့တိုင်းကုန်ပစ္စည်းအသစ်တွေကိုစမ်းသပ်ပွားခဲ့တယ်တနေ့မှာအဝတ်ထည်တွေနောက်တစ်နေ့မှာဟင်းသီးဟင်းရွက်တွေနောက်တစ်နေ့မှာပဲမျိုးစုံသူ့အိုးထဲကိုဘာပဲထည့်အကုန်လုံးအစမတန်တိုးပွားလာခဲ့တယ်ဒီလိုနဲ့အခြားဈေးသည်တွေကသူ့ရဲ့အောင်မြင်မှုကိုမနာလိုဖြစ်လာကြပြီးကိုပီအကြောင်းကိုဘုရင်ကြီးရဲ့စစ်တီတယောက်စီတွားရောက်တိုင်တန်းကြပါတော့တယ်နောက်ရက်မှာတော့စစ်တီတွေကကိုပီနောက်ကိုတိတ်တဆိတ်စောင့်ကြည့်လိုက်ခဲ့ကြတယ်ထိုနေ့မနက်မှာကိုပီကနိုင်ငံတော်ဈေးကွက်မှာတွားရောက်မှုအတွက်ကြက်ပေါက်စလေးတစ်ကောင်ကိုပစ္စလက်အိုထဲထည့်လိုက်တယ်ခဏလေးတွင်းမှာပဲအိုထဲကနေကြက်ပေါက်စလေးအကောင်ပေါင်းရာနဲ့ချီပြီးထွက်လာခဲ့တယ်စစ်တီလည်းသူ့မျက်စိရှိကမြင်ကွင်းကိုမယုံနိုင်အောင်ဖြစ်သွားခဲ့ရတယ်ကိုပီရဲ့အိမ်တအိမ်လုံးမှာကြက်ပေါက်စလေးအကောင်ပေါင်းရာနဲ့ချီပြီးပြေးလွှားနေကြတော့ကြက်ပေါက်တစ်ကောင်ကအိုးထဲကိုမတော်တဆပြုတ်ကျသွားပြန်ရာကနေနောက်ထပ်ကြက်ပေါက်စာအကောင်100ထပ်ထွက်လာပြန်တယ်ကိုပီရဲ့ခေါင်းပေါ်မှာရောကလတ်ထိုင်အောက်မှာရောသူ့ရဲ့ထမင်းပကံထဲမှာပါကြက်ပေါက်စလေးတွေပြည့်နှက်သွားခဲ့တဲ့စစ်တီလည်းချက်ချင်းပဲဘရင်ကြီးစီသွားပြီးသူမြင်ခဲ့ရသမျှကိုတွားရောက်လျှောက်တင်လိုက်တယ်ဘရင်ကြီးကကိုပီနဲ့သူ့ရဲ့ပစ္စလက်အိုးကိုချက်ချင်းဖမ်းဆီးခေါ်ဆောင်လာဖို့အမိန့်ပေးလိုက်ပါတော့တယ်ကိုပီဟာဘရင်ကြီးရဲ့ရှေ့မှောက်ကိုရောက်သွားပြီးဘရင်ကြီးကထိုအိုးကိုနိုင်ငံတော်ရဲ့ရတနာတိုက်အဖြစ်အပိုင်သိမ်းလိုက်ပါတယ်ကိုပီဟာအလွန်ပဲဝမ်းနဲ့စိတ်ပြတ်သွားခဲ့ရတယ်ငါရဲ့စီးစိမ်ဥစ္စာတွေကိုပုံမတိုးပွားစေမဲ့ဒီပစ္စလက်အိုးကိုအနီးကပ်တေချာကြည့်ရအောင်မယ်ဆိုပြီးဘရင်ကြီးကပစ္စလက်အိုးနာကိုချင်းကပ်သွားပြီးအိုးထဲကိုငုံကြည့်လိုက်တယ်အရှင်မင်းကြီးတတိထားတော်မူပါလို့တတိပေးကြပေမဲ့အဲ့ဒီအချိန်မှာပဲဘရင်ကြီးဟာချေချော်သွားခဲ့ပါတယ်သူဟာဟန်ချက်မထိန်နိုင်ပဲအိုးထဲကိုစောက်ထိုးပြုတ်ကျသွားပါတော့တယ်မဖြစ်နိုင်တာဘရင်ကြီးအိုးကြီးတဲ့ပြုတ်ကျသွားပြီးမိနစ်ပိုင်းအတွင်းမှာပဲနန်းရင်ပြင်ထဲမှာနောက်ထပ်ဘရင်ကြီးအယောက်100ခန့်ပေါ်ထွက်လာပါတော့တယ်စစ်တီတွေလည်းဘယ်ဘရင်ကြီးရဲ့အမိန့်ကိုနာခံရမှန်းမသိပဲဝေခွဲမရဖြစ်ကုန်ကြတယ်ဘရင်ကြီးတွေဟာတယောက်နဲ့တယောက်ငါကသာဘရင်စစ်လို့အပြိုင်ဆိုင်အော်ဟစ်ပြီးရာဇပလင်အတွက်အချင်းချင်းတိုက်ခိုက်နေကြတော့တယ်ငါကသာဘရင်စစ်ကွက်မဟုတ်ဘူးငါကမှဘရင်စစ်ငါကသာဘရင်စစ်ပါဆိုပါဆက်ပိတ်ထားစမ်းငါကမှဘရင်နဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားနေခဲ့တယ်ဒီပစ္စလက်အိုးဟာဘလောက်တောင်အန္တရာယ်ကြီးမှလဲဆိုတာကိုပီသိရှိသွားတဲ့အချိန်မှာတော့သူဟာထိုရုံရင်းဆန်ခတ်ဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးနန်းတော်ထဲကနေတိတ်တဆိတ်ခိုးထွက်လာခဲ့ပြီးသူ့ရဲ့အိုးကိုလည်းပြန်လည်လူယူလာခဲ့တယ်သူဟာ6ကမ်းပါးတစ်ခုစီတန်းတန်းမတ်မတ်သွားပြီးပစ္စလက်အိုးကြီးကို6ထဲလွတ်ချလိုက်ပါတော့တယ်အိုးကြီးဟာတစစီကွဲကြေပျက်စီးသွားပြီးပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးကိုပီရဲ့လယ်ကွင်းထဲမှာကောက်ပဲသီးနှံတွေပြန်လဲဖြစ်ထွန်းလာခဲ့ပြီး